channel လေးကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ကဘာကျော်တဲ့ဒန်နာရီပုံမြင်တစ်ပုဒ်ဖြစ်တဲ့စက်တူရွှေနဲ့တေမင်းရဲ့အပြုံးဆိုတဲ့ပုံမြင်လေးကိုတင်ဆက်ပေးချင်ပါတယ်။တခါတော့ကတောအုပ်ကြီးတစ်ခုထဲမှာစက်တူရွှေလေးတစ်ကောင်ဟာတစ်ပင်ပေါ်မှာငြိမ်သက်စွာနားနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတေမင်းဟာတိုးလန်းချားကနေဖြည်းဖြည်းချင်းရှောက်လာတာကိုစက်တူရွှေလေးမြင်လိုက်ရပါတယ်။တေမင်းဟာစက်တူရွှေလေးကိုမြင်တဲ့အခါထူးထူးခြားခြားပြုံးလိုက်ပါတဲ့။အဲ့ဒီအပြုံးကိုမြင်တာနဲ့စက်တူရွှေလေးဟာအရန်ကိုထိတ်လန့်တော့ပါတယ်။တေမင်းကအကြောင်းမပြောဘူး။ငါတော့တေရတော့မှာပဲဆိုတဲ့အတွေ့နဲ့တုံလို့ခြောက်ချပြီးပိတ်တနိုးဖျားရဲ့အရှင်ဖြစ်တဲ့ဂလုံမင်းဂါရုနန်စီကိုအပြေအလွှာပြန်တန်းသွားပါတော့တယ်။စက်တူရွှေလေးကကြောက်ကြောက်လန့်လန့်နဲ့တိုင်တန်းပါတော့တယ်။ဂါရုနန်ကျွန်တော်တို့တေရတော့မှာပဲ။တေမင်းကကျွန်တော်ကိုကြည့်ပြီးပြုံးနေတာမြင်ခဲ့ရတယ်။ပိတ်တနိုးဖျားကိုကျွန်တော်ရဲ့တက်တန်းတိုးပေးဖို့တောင်းပန်ပေးပါလားဗျာ။ဂါရုနန်ကအေးဆေးတည်ငြိမ်စွာနဲ့ပြန်ပြောတယ်။မကြောက်ပါနဲ့တကယ်ချင်းဟာဒီလိုကိစ္စတိတိလေးအတွက်ဖျားကိုပူပန်ရသေးပါဘူး။အရင်ဆုံးကြိုးချောင်းစီခြင်းကြီးအောင်မင်းကငါကူညီမယ်။ဂါရုနန်ဟာစက်တူရွေးလေးကိုသူ့ရဲ့ကြောပေါ်တင်ပြီးပင်လယ်ခုနှစ်ထပ်ကျော်ကလူသူကင်းမဲ့တဲ့ကူတစ်ခုစီကိုခေါ်သွားပါတယ်။ကဲဒီကူထဲမှာရက်အနေငယ်နားနေလိုက်ပါ။ဒီနေရာကိုဘယ်သူမှမလာနိုင်ဘူး။ငါကိုယ်တိုင်တေမင်းနဲ့တွားပြီးစကားပြောပေးမယ်လို့ပြောပြီးထွက်ခွာသွားပါတော့တယ်။ဂါရုနန်ဟာတေမင်းစီရောက်တဲ့အခါမှာတော့တေမင်းမနေ့ကတောထဲမှာစက်တူရွေးလေးကိုမြင်ပြီးဘာလို့ပြုံးနေတာလဲ။အဲ့ဒီစက်တူရွေးကငါရဲ့မိတ်ဆွေပါ။သူ့ကိုတေဖို့ချက်ရှိရင်ပယ်ဖြတ်ပေးပါလို့တောင်းဆိုလိုက်ပါတယ်။အဲ့ဒီအခါမှာတေမင်းကပြုံးပြီးဒီလိုပြန်ပြောလိုက်ပါတယ်။ဂါရုနန်ငါစက်တူရွေးကိုကြည့်ပြီးပြုံးနေတာမဟုတ်ဘူး။သူ့ရဲ့ကံကြမ္မာကိုကြည့်ပြီးပြုံးနေတာပါ။အဲ့ဒီစက်တူရွေးလေးဟာတိုးလေးကတစ်ပင်ပေါ်မှာဘေးကင်းနေပေမဲ့သူ့ရဲ့တေခြင်းဟာပင်လယ်ခုနှစ်ထပ်ကျော်ကကူတစ်ခုထဲမှာကြောင်တကောင်ရဲ့လက်ချက်နဲ့ဖြစ်မယ်လို့ရေးထားပြီးသားလေဒီလောက်ဝေးတဲ့နေရာကိုသူဘလို့နီးနဲ့ရောက်အောင်သွားမလဲလို့ငါအံ့ဩနေလို့ပြုံးမိရပါတေမင်းရဲ့စကားလေးဆိုရောစက်တူရွှေလေးရဲ့ဝိညာဉ်ဟာတေမင်းရှိကိုရောက်လာပါတော့တယ်ဂါရုနန်ဟာအဖြစ်အပျက်အားလုံးကိုနားလည်သွားပါတယ်စက်တူရွေးလေးဟာတေချင်းကနေရှောင်တိန်ဖို့ရွေးချယ်ခဲ့တဲ့နေရာဟာတကယ်တော့သူ့ရဲ့ကံကြမ္မာကစောင့်ဆိုင်နေတဲ့နေရာဖြစ်သွားခဲ့ပါတယ်ရှင်။ကဲပိတ်သက်တို့ရေဒီပုံမြင်လေးကပြီးခြင်းနဲ့သင်ခန်းစာကတော့ရှမ်းကိုလေးနှက်ပါတယ်။ကျမတို့ဟာဘာကိုကြောက်နေတယ်လဲမကြာခဏဆိုသလိုပဲအဲ့ဒီအရာကိုကြောက်လို့ပြေးရင်းနဲ့ပဲအဲ့ဒီစီကိုရောက်သွားတတ်ပါတယ်။ကံကြမ္မာဆိုတာစိုးရိမ်ပူပန်နေုံနဲ့ရှောင်လွှဲလို့မရနိုင်ပါဘူး။ဒါကြောင့်ကံကြမ္မာကိုကြောက်ပြီးပြေးလွှားနေမဲ့အစားမှန်ကန်တဲ့လှုပ်ရက်တွေကိုပဲအာရုံစိုက်ပြီးလှုပ်ဆောင်ကြရအောင်ပါကံဆိုတာသူ့လမ်းအတိုင်းရှောက်မှာပါကျမတို့ရဲ့တောင်းဝင်ကတော့ကိုရှောက်တဲ့လမ်းကိုမှန်မှန်ကန်ကန်ရှောက်ဖို့ပဲဖြစ်ပါတယ်ရှင်ပုံမြင်လေးကိုသဘောကျရင် like and share လုပ်ပေးဖို့မမေ့ပါနဲ့ဟောပုံမြင်ရွှေအိုးကနေနောက်ထပ်ပုံမြင်ကောင်းတွေတင်ဆက်ပေးအောင်ပါမို့ subscribe လုပ်ထားပေးပါအောင်နော်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေကျေးဇူးတင်ပါတယ်ရှင်